တော့ကြတော့ကောင်းမှုပြုလုပ်တာစေတနာတရဏဂုံသုံးပါးနဲ့တကွာ၅ပါးသောဒီနာတော်ကကိုခံယူဆောက်ပြရတဲ့ဒီလာဗီဒီယိုရိုက်ပေးပါဆိုတော့